2026 ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲမှာနာမည်ကြီးအင်္ဂလန်အသင်းဟာအယ်ဘေးနီးယားကိုအဝေးကွင်းမှာ2 ဂိုးမရှိနဲ့အနိုင်ယူပြီးသမိုင်းဝင်စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။အင်္ဂလန်အသင်းအတွက်အဖွင့်ဂိုးကို84မိနစ်မှာဟယ်ရီကိန်းကပိတ်သွင်းခဲ့ပြီးပွဲပြီးခါနီး82မိနစ်မှာRashford ရဲ့ဖြတ်တင်ဘောကနေဟယ်ရီကိန်းကပဲခေါင်းတိုက်ပြီးတော့ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ဟယ်ရီကိန်းဟာအယ်ဘေးနီးယားနဲ့ဆုံတွေ့တဲ့၄ပွဲမှာ6 ဂိုးသွင်းဂိုးဖန်တီးမှု2 ကြိမ်ပြုလုပ်ခဲ့။ဒါလိုအင်္ဂလန်အသင်းနဲ့အတူအယ်ဘေးနီးယားဘက်ကိုဂိုးအများဆုံးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်ဟယ်ရီကိန်းရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်က88ဂိုးအထိရှိလာပြီဖြစ်လို့ဘရာဇီးကနဝင်ပီလီရဲ့သွင်းဂိုးအရေအတွက်ကိုတကိုးအသာနဲ့ကျော်ဖြတ်နိုင်ခဲ့ပါပြီ။အင်္ဂလန်အသင်းဟာပြိုင်ပွဲဆောင်အဝေးကွင်းနောက်ဆုံး9ပွဲဆက်တိုက်အနိုင်ရခဲ့ပြီးဒါက1965ဒီဇင်ဘာလကနေ1969အောက်တိုဘာလအတွင်း9ပွဲဆက်အနိုင်ရပြီးနောက်ပိုင်းအဝေးကွင်းမှာအကောင်းဆုံးနိုင်ပွဲဆက်မှတ်တမ်းပါပဲ။အင်္ဂလန်အသင်းဟာအယ်ဘေးနီးယားနဲ့10ပွဲဆုံတွေ့တာမှာပွဲတိုင်းနိုင်ရခဲ့ပြီးလူဇင်ဘတ်ကို9ပွဲအနိုင်ယူခဲ့တာပြီးရင်အယ်ဘေးနီးယားကိုဒုတိယမြောက်နိုင်ပွဲအများဆုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာခြေစမ်းပွဲမပါဘဲအဓိကပွဲစဉ်နောက်ဆုံး17ပွဲဆက်တိုက်အနိုင်ရခဲ့ပြီးဒါကအသင်းသမိုင်းတစ်လျှောက်ပထမဆုံးပါပဲ။ဒါအပြင်အင်္ဂလန်အသင်းဟာအဓိကပြိုင်ပွဲတွေမှာ10ပွဲဆက်တိုက်ကလင်းရှိရယူခဲ့ပြီးဥရောပဘောလုံးလောကမှာ2014ကနေ2016ခုနှစ်အတွင်းတင်ရှိခဲ့တဲ့စပိန်အသင်းရဲ့ကလင်းရှိပွဲဆက်အများဆုံးစံချိန်နဲ့တူညီသွားပါပြီ။ဥရောပလက်ရွေးစင်အသင်းတွေထဲမှာကမ္ဘာ့ဖလားခြေစစ်ပွဲ10ပွဲကစားပြီးလုံးဝပေးကိုမရှိပဲရာနှုန်းပြည့်အနိုင်နဲ့ခြေစစ်ပွဲအောင်မြင်ခဲ့တာဆိုလို့အင်္ဂလန်သတင်းသာရှိပါတယ်1954ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းကယူဂိုစလာဗီးယားအသင်းဟာပေးကိုမရှိရာနှုန်းပြည့်အနိုင်မှတ်တမ်းနဲ့ခြေစစ်ပွဲအောင်မြင်ခဲ့ပေမဲ့အဲ့ဒီအချိန်က၄ပွဲသာကစားခဲ့ရတာဖြစ်ပါတယ်နီးပြသောမတ်စတူချယ်လက်ထက်မှာပုံစံကောင်းပြသနေတဲ့အင်္ဂလန်အသင်းဟာလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကြရင်တော့မတ်တူချယ်ရဲ့ဦးဆောင်မှုနဲ့အတူနှစ်ပေါင်း60ကြာဝေးကွာနေတဲ့ကမ္ဘာ့ဖလားချန်ပီယံဆုရယူသွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ